everyone, today we are going to learn Unit 19. Unit 19 မှာဆိုလို့ရှိရင်တော့ for ရဲ့ since ရဲ့အကိုဝေဆိုတဲ့ဟာလေးသုံးလုံးကိုဒီချေကိုလေ့လာမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ပြီ for ရဲ့ since ကိုကြတော့ to say how long ဘယ်လောက်ကြာလဲဆိုရင်ကြာချိန်ကိုပြောဖို့အတွက်သုံးတယ်။ Okay အဲ့ဆိုကြည့်မယ် we use for a period of time ကျတော့ for ကိုကြတော့ကြာချိန် period of time ကိုပြောရင်example ဆို3ရက်ဒါမှမဟုတ်2နှစ်เนาะ3လလိုက်တဲ့အဲ့လိုကြာချိန်ကိုပြောရဲ Okay เนาะအဲ့ဒါဆိုရမယ်ကြည့်ရအောင် example for နဲ့တွေ့တဲ့ဟာလေးကပါလဲ for 3 days for an hour တနာရီကြာအောင် for a week တစ်ပတ်ကြာအောင် for a month တစ်လကြာအောင် for 5 years ငါနှစ်ကြာတယ်for 10 minutes, for 2 hours, for 4 weeks, for 6 months, for a long time အဲ့လိုမျိုး for နဲ့သုံးတယ်တဲ့ Okay ငါတို့ since ကကြတော့သူ့ရဲ့ the start of the period ကစချိန်ကိုဆိုလို့ရှိရင်တော့ since ကိုသုံးပါတယ် since ဆိုရဲ့အဓိပ္ပာယ်ကမြန်မာလိုဆိုရင်ကတည်းကလို့ပြောချင်တာပါ Okay ဒီချေကိုစာလိလာခဲ့ဘယ်ရက်စလဲဆိုတော့နော် grade 1နဲ့ကနေစပြီး KG ပေါ့အခုဆိုရှင် since KG ရဲ့ share English စာလိလာခဲ့ We have been learning English since KG ပေါ့ KG လောက်တဲ့ချက်ကိုလေ့လာရအဲ့လိုမျိုးစလုပ်တဲ့အချိန်ဆိုလို့ချင်းတော့ since နဲ့တွဲပါတယ် since ကိုဘယ်လိုဟာလေးနဲ့တွဲလို့ရလဲဆိုတော့ since Monday since 9 o'clock since 24 July since January since 1985 since Wednesdays since 12:30 since Christmas since I was 10 years old 10 years out there since we arrived like that ရှယ်ကိုသုံးလို့ရပါတယ် Okay တော့အခုကျတော့ဘယ်လိုလဲဆိုတော့ before now အခုမတိုင်နေကူလေးတင်เนาะဘာလဲဆိုတော့3 weeks ago လွန်ခဲ့တဲ့ဘာလဲဆိုရင်3ပတ်လောက်ကเนาะ before now အခုတော့မဟုတ်သေးဘူးအခုမတိုင်ခင်လုပ်ခဲ့တာအဲ့လိုမျိုးပြောတာNo, Susan started her new job 3 weeks ago. လွန်ခဲ့တဲ့3ပတ်လောက်တည်းက Susan ကသူ့ new job ကိုစခဲ့တာ When did Tom go out? ဘယ်ချိန်ကတွန်းထွက်သွားတာလဲ 10 minutes ago. လွန်ခဲ့တဲ့10 minutes လောက်ကနောက်တစ်ခုက I had dinner an hour ago. ငါ dinner ကိုတနာရီတုန်းကစားခဲ့တယ် Then life was very different 100 years ago. နောက်ဘဝရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကထက်ဆိုင်လို့ရှိရင်အရင်ကိုကွာခြားသွားပြီတဲ့ As we use a go with the past ကျတော့အကိုကိုဆို past နဲ့ပဲသုံးပါရယ် studied did had was စတဲ့เนาะ verb past က verb တွေနဲ့ပဲသုံးမှာဆိုတော့ kind of verb 2ပေါ့เนาะ compare ago နဲ့ for ကို compare လုပ်ရမယ်ဆိုလို့ရှိရင်တဲ့เนาะ when did Helen arrive in Ireland ဘယ်ချိန်တုန်းက Helen ကIreland ကိုရောက်တာလဲ She arrived in Ireland 3 days ago လွန်ခဲ့တဲ့3ရက်တည်းသူရောက်တာ How long has she been in Ireland သူနော်ဘယ်လောက်သူ Ireland မှာနေမှာလဲနေတာလေဘယ်လောက်ကြာပြီလဲအဲ့လိုပြောတာ She has been in Ireland for 3 days 3 days ပဲသူနေတာပါတဲ့နော်3 days ကြာအောင်နေပြီးသွားတယ်အဲ့လိုမျိုးပြောချင်တာနော်အဲ့ဆိုလို့ရှိရင်ဒီ share ကိုဒီဟာလေးက short to the point ပဲမှတ်ပါ short to the point လောက်ပတ်လို့ရှိရင်ရပါပြီအဲ့ share video လေးတွေကိုတူလေးပဲလုပ်ပြလိုက်ပါတယ်ဘာလို့လဲဆိုတော့ video ကြည့်ရမပြင်းအောင်လို့ပါ Okay so goodbye see you in the next video